အားလုံးပဲမင်္ဂလာပါဒုတိခိုင်လေး YouTube channel လေးကနေခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးကိုနေ့ရက်စာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလူကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပါရရှိနိုင်ပါစေလို့ခိုင်လေးဦးစားပထမစုမုံကောင်တောင်းပေးလိုက်ပါတယ်ရှင်ကဲခိုင်လေးရဲ့ကိုတွေမတဲ့အားလုံးပဲเนาะခိုင်လေးရဲ့ဗီဒီယိုလေးကိုအစားနေဆုံးကလေးကြည့်ကြမယ် like and subscribe လေးတွေတယောက်တစ်ချက်စီဝိုင်းပေးနေခဲ့မယ် channel လေးကို subscribe မနေရသေး channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝိုင်းပေးနေခဲ့ပေးကြပါဦးเนาะ like လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပေးနေခဲ့ပေးကြပါဦးချစ်တော်လေးတွေအားလုံးပဲကဲခိုင်လေးဒီမနေ့မှာပတိလေးနဲ့ပဲရကြတယ်ချစ်တော်မျိုးတွေအားလုံးပဲကွာเนาะလေးထိပ်စီးကြပြီးတော့လေး6တာဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲเนาะကိုတွေမတယ်အားလုံးပဲလေး6တာဆိုဘယ်လောက်ကောင်းလိုက်မလဲခိုင်လေးညီအကိုကြိုက်တယ်ညီအကိုကြိုက်ပြီးတော့လေး3ထက်ထားပေးတယ်เนาะလေး3တို့9ခုတို့ထက်ထားပေးတယ်အဲ့မှာ4 5ဆိုပြီးတော့အော်၄3ပါပြီဆိုပြီးတော့ခိုင်ငယ်လေးက၄5မထက်တော့တာအော်မထက်တဲ့အကွက်မှာတက်တဲ့ယူကြလာတာ၄6လေးတက်ရင်ဘာများဖြစ်မှာမလို့လဲမသိဘူးเนาะကိုတွေမတယ်အလုံးပဲတကယ်ရက်ဆက်ချက်ဒါပေမဲ့ကိုတွေမတယ်အလုံးပဲပတိပတ်နိုင်เนาะပတိပတ်တဲ့ခိုင်လေးကိုတွေမတယ်အလုံးကတော့ဒီမနေ့ကတော့เนาะ share ပဲเนาะချစ်တော်လေးတွေအလုံးပဲကိုထိတ်စီလေးကြတာเนาะကိုထိတ်စီလေးပတိပတ်တဲ့ကိုတွေမတယ်အလုံးကတော့ကိုပတိလေးကြတာနဲ့ဆိုเนาะဘယ်ဟာပဲကြက်ကြက် okay ပဲเนาะကဲကိုတွေမတယ်အလုံးပဲဒီညနေကနန်းလည်းအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်ချစ်တော်မျိုးတွေအလုံးပဲဒီညနေကနန်းလည်းအကောင်းဆုံးတကယ်အကောင်းဆုံးကနန်းတွေကိုเนาะလာရောက်ပြီးတင်ပေးတာပါခိုင်လေးကိုတွေမတယ်အလုံးပဲအကြိုက်နဲ့เนาะအကြိုက်နဲ့တက်မှုရှိရင်เนาะခိုင်လေးပေးတဲ့ကနန်းကိုလည်းအကြိုက်လို့လို့ရှိရင်ကစားထားမယ်ဒီညနေကနန်းလည်းတော်တော်ကောင်းပါတယ်เนาะကိုတွေမတယ်အလုံးပဲဒီညနေကနန်းလည်းတော်တော်ကောင်းပါတယ်ကစားထားမယ်အမျိုးတွေအလုံးပဲကစားထားမယ်เนาะအဲ့ဒါခိုင်လေးတို့ဒီညနေเนาะ19ရက်12လ2025ဗုဒ္ဓဦးနေ့ညနေ4:30မှာဘယ်ပတ်တိလေးကိုအဓိကထားပြီးပတ်ရမလဲဘယ်အောကွက်ကလေးကိုအဓိကထားပြီးတင်ထိုးရမယ်ဆိုတာကိုမသိသေးတဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးပဲခိုင်လေးဗီဒီယိုလေးကိုအစားနဲ့ဆုံးကလေးနားထောင်မယ်เนาะခိုင်လေးအောကွက်ကလေးတွေပတ်တိလေးတွေကိုမပြောခင်မှာခိုင်လေးရဲ့ကိုတွေမတဲ့အလုံးကခိုင်လေးရဲ့ channel လေးကို subscribe မနေရသေး channel လေးကို subscribe လေးတွေနှိပ်ခတ်ပေးကြပါအောင်เนาะချစ်တော်မျိုးတွေအလုံးပဲပြီးရင်ခိုင်လေးပေးထားတဲ့ဒီလေးပတ်တီကိုရကြတဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးเนาะအလုံးပဲပေါက်ကြီးလေးတွေမှတ်ပေးကြပါဦးမျိုးတွေအလုံးပဲเนาะပေါက်ကြီးလေးတွေမမှတ်တော့လိုက်လက်မောက်လေးတွေတော့တယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြအောင်เนาะမျိုးတွေအလုံးပဲမနေ့တုန်းကဆိုရင်တနေ့ကုန်လုံးရကြတယ်เนาะကိုတွေမတဲ့အလုံးပဲမနေ့ပိုင်း3ခွန်းအခွေညနေပိုင်းဆို9ရှစ်အော်ကွက်เนาะဒီမနေ့ဆိုရင်လေးပတ်တီเนาะကိုတွေမတဲ့အလုံးပဲလေး6ဆဆိုတိတ်ကောင်းမယ်เนาะကိုတွေမတဲ့အလုံးပဲเนาะလေးညီကိုကြိုက်တယ်ညီကိုကြိုက်တာပြီးတော့เนาะညီကိုပါမလာတကွက်ဖယ်လိုက်တာတကွက်ကเนาะတက်ယူပါလာတာပဲကဲကိုတွေမတဲ့အလုံးပဲအဲဆိုရင်ခလေးတို့ဒီညနေမှာပတ်ရမယ့်ပတိလေးတွေခလေးခေါ်ပြီးတော့မယ်နော်ခလေးကိုတွေမတဲ့အလုံးကခလေးခေါ်ပြီးတဲ့ကဏ္ဍလေးတွေကိုလည်းနော်အပန်းမကြည့်ဘူးအပန်းမကြည့်ဘူးဆိုရင် comment မှာပြန်မှတ်ပေးကြပါဦးနော်ခလေးတို့ဒီညနေမှာပတ်ရမယ့်ပတိဒီ3ညပတိ1ပတိပါနော်3ညပတိ1ပတိပါ3ညကြိုက်တဲ့ခလေးရဲ့ကိုတွေမတဲ့အလုံးက3ညကိုပတ်မယ်1ကြိုက်တဲ့ခလေးရဲ့ကိုတွေမတဲ့အလုံးက1ကိုပတ်မယ်နော်3ညပတိ1ပတိလေးပါနော်ချစ်တော်လေးတွေအားလုံးပဲ3ညပတိ1ပတိလေးပါ3ညနဲ့ဆိုရင်အောကွက်ဒီ3ည1 3ည5 3ည6 3ည8ပါနော်ကိုတွေမတာလုံးပဲ3ည1ရယ်3ည5ရယ်3ည6ရယ်3ည8ရယ်ပါပြီးတော့1နဲ့ဆိုရင်1 5 1 6 1 8 1 9ပါနော်1 5ရယ်1 6ရယ်1 8ရယ်1 9ရယ်ပါနော်1 8ကတော့ခိုင်လေးတို့အရင်ဘက်ကနော်ကဏ္ဍလေးပါနော်ကြံကြရင်လည်းကြားနိုင်တာပဲ3ည3တော့ပြန်ကြသေးတာပဲနော်ကဲကိုတွေမတာလုံးပဲ3ညနဲ့ဆိုရင်3ည1 3ည5 3ည6 3ည8ပါ1နဲ့ဆိုအောကွက်ဒီ1 5 1 6 1 8 1 9ပါနော်1 5ရယ်1 6ရယ်1 8ရယ်1 9ရယ်ပါအခွေလေးဒီ3ည5 1 6အပြီးပါအခွေကိုတွေမတာလုံးပဲနော်3ည1ဒီခါလေးပတ်တီးမှာပါပြီးသားကနန်းစိတ်ဆိုလို့နှလုံးထဲเนาะလေးလုံးခွဲရမှာကိုတွေမတာလုံးပဲ3ည5ဆိုလဲပါတယ်3ည1ဆိုလဲပါတယ်เนาะကိုတွေမတာလုံးပဲ3ည6ဆိုလဲပါတယ်ခါလေးတို့ဒီကနန်းတွေเนาะ3ညနဲ့ဆိုရင်3ည5 1 6ပြီးပါခွေကလေးပါအခွေကိုကြိုက်နေတဲ့ခါလေးကိုတွေမတာလုံးကအခွေလေးကိုပဲကစားเนาะအခွေကြိုက်နေတဲ့ကိုတွေမတာအခွေလေးကိုကစားမယ်အခွေလေးကိုမကြိုက်နေတဲ့ခါလေးကိုတွေမတာလုံးကတော့เนาะအော်ကွက်တွေပဲလိုက်ပြီးတော့ကစားပေါ့เนาะပတိပတ်နိုင်တဲ့ခါလေးကိုတွေမတာလုံးကပတိကိုပတ်မယ်ပတိမပတ်နိုင်တော့နော်ပေးထားတဲ့အော်ကွက်တွေပဲလိုက်ပြီးကစားတာနော်ချစ်တော်လေးတွေအားလုံးပဲနော် viewer လေးတွေနော်များလာအောင်လဲနော်တဦးမြင့်တဦးရအောင်အများမြင့်အများရအောင်လဲ share မှု share ဖြင့် share ပေးကြပါဦးနော်ချစ်တော်မျိုးတွေအားလုံးပဲတကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေပြောဖို့ကြံသေးတယ်နော်မျိုးတွေအားလုံးပဲတကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေမပြောခင်မှာခါလေးရကိုတွေမတဲ့အလုံးပဲခါလေးရဗီဒီယိုလေးကိုအစားနေအဆုံးကလေးကြည့်ပြီးဖို့မြတ်တာရက်ခံချင်ပါတယ်နော် like and subscribe လေးတွေနဲ့ကိုတွေမတဲ့အလုံးပဲဝိုင်းဝန်းပြီးနှိပ်ခတ်ပေးကြပါဦးနော်ခါလေးရဒီ channel လေးကလည်းအစ်စ်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ပါနော်မျိုးတွေအားလုံးပဲဒီညနေမှာလည်းတကယ် share အော်ကွက် share plan လေးတွေပဲเนาะအကောင်းဆုံးကြိုးစားထားပြီးတော့လာရောက်ပြီးတင်ပေးတာပါကိုတွေမတဲ့အလုံးကိုเนาะစစ်တနာထားပြီးလာရောက်တင်ပေးထားတာပါခိုင်လေးကိုချစ်ခင်ကြတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကเนาะမြစ်တာထားပြီးတဲ့အနေဖြင့်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါအောင်เนาะ
ကဲအဲ့ဒါဆိုခါလေးတို့တစ်ဝက်ကောင်းလေးတွေနဲ့ကောင်းလေးတွေသွားကြမယ်နော်ခါလေးတို့ဒီညနေမှာပတ်ရမယ့်ပတ်တီးဒီ3ညပတ်တီး1ပတ်တီးပါနော်မျိုးတွေအလုံးပဲ3ညပတ်တီး1ပတ်တီးပါ3ညကြိုက်တဲ့ခါလေးရဲ့ကိုတွေအလုံးက3ညကိုပတ်မယ်1ကြိုက်တဲ့ခါလေးရဲ့အကိုတွေအမတွေအလုံးက1ကိုပတ်မယ်နော်3ညနဲ့ဆိုရင်ဩကွက်တီ3ည1 3ည5 3ည6 3ည8ပါနော်3ည1 3ည5 3ည6 3ည8ပါ1နဲ့ဆိုဩကွက်တီ1 5 1 6 1 8 1 9နော်15ရယ်16ရယ်18ရယ်19ရယ်ပါနှစ်ကွယ်ကောင်းသည်3ညာ9နဲ့18သည်နှစ်ကွယ်ကောင်းပါနော်3ညာ9နဲ့18သည်နှစ်ကွယ်ကောင်းကလေးပါနော်မျိုးတွေအားလုံးပဲ3ညာ9နဲ့18သည်နှစ်ကွယ်ကောင်းပါတစ်ကွယ်ကောင်းလေးသည်18နော်ကိုတွေမတွေအားလုံးပဲအကိုတွေမတွေအားလုံးကကြိုက်လားမကြိုက်လားတော့မသိခိုင်းလေးတော့ကြိုက်တယ်18သည်တစ်ကွယ်ကောင်းကလေးပါနော်မျိုးတွေအားလုံးပဲ18သည်တစ်ကွယ်ကောင်းပါအပီးပါအခွေသည်3ညာ9 16အပီးပါအခွေကလေးပါခိုင်လေးပေးတဲ့အခွေသည်အပူးလေးပါပါတယ်နော်မျိုးတွေအလုံးပဲခိုင်းလေးပေးတဲ့အခွေသည်အပူလေးပါပါတယ်အပူလေးထပ်ပြီးကစားထားမယ်3ည3ည9 9 1 1 6 6 4ခွက်နော်မျိုးတွေအလုံးပဲ3ည9 1 6အပီးပါအခွေခိုင်းလေးပေးတဲ့အခွေသည်အပူလေးပါပါတယ်ကဲအဲ့ဒါဆိုရင်ကိုတွေမတဲ့အလုံးပဲခိုင်လေးရဲ့ဗီဒီယိုကိုဒီလောက်နဲ့ပဲရနာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တွေအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလို့ကိုပိုင်ဆိုင်နိုင်ပါစေစီးပွားရေးလူမှုရေးကျမရေးဆက်ဆရရဆင်ပြေနိုင်ပါစေနော်ဒီညနေမှာလည်းတန်ဒီမှာငွေထုတ်နိုင်ပါစေလို့ခိုင်လေးစမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါဘိုင်ဘိုင်မှာမျိုးတွေအားလုံးပဲ